အဲ့ညမှာမန်ဂျိုနေရာပြောမန်ဂျိုလုတ်တယ်ပြတိကကျတော့အဲ့ညမန်ဂျိုကပြင်ပြို့တဲ့ဝင်ဘူးနေဆိုတော့သူ့အဲ့လိုလိုနာနာကြီးကြီးမျက်လုံးနေတယ်ဒါတော့အောင်လန်းဆက်တယ်မန်ဂျိုကတော့ဒီလိုခါလာတိုင်းဒီလိုတဲ့တော့ဒီလိုပေါ့အဲ့ဒီဘယ်လိုလဲဆင်းအဲ့ဒါပွဲတော့လေတရားကလို့စောက်ဖွင့်နေမှာဖတ်သွားရင်အဲ့ဒီအခုလောက်ရတယ်အဲ့တော့လာစားတယ်အဲ့ဒီဘောဘောတိုင်းစားလာတဲ့အဲ့ဒါရတိုးနေစီစားတော့ဘယ်ဒီဆောင်ပတ်ကြတာငါတော့ကိစ္စနဲ့ရှင်းနေဘူးဟောအဲ့တော့တော့ဆက်ဆေးရှိရဆိုလို့ရှိရင်တော့ပြဘူးကျန်တာတော့ချာပါတော့ဒီတော့ချင်းရဆိုနေတာကတော့ရှားရှိတော့ဆက်ဆက်ပြီးတယ်ဆိုတော့โอเคမေကိုတတ်လို့နောက်ဝင်တဲ့ကြားသူ့ရဲ့ oral ရှိရမယ်ခုနကတော့ house ဖြစ်ရမယ်အကြည့်တက်လည်းရှိရမယ်ဒါပေမဲ့တစ်ခါမှလည်းဒီ surrounding နဲ့ဒီရဲ့ atmosphere ကြောက်ဖို့ကောင်းတယ်ဆိုတော့အဲ့လိုမျိုးဟာနဲ့ဘယ်ဟာကအမတို့ရဲ့ဟိုအထုံးမှာအင်းကြီးကြောင်လာစာစပြီးဟိုလာစာဖိတ်ကပ်တာပါနဲ့ဟာပါလာဒီကအမအချက်